အားလုံးပဲမင်္ဂလာပါခင်ဗျာ trading ဒီမှာ channel ကနေကြိုဆိုလိုက်ပါတယ်ဒီ channel လေးမှာဆိုလို့ရှိရင်ကျွန်တော် trading နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုမျှဝေပေးသားမှာဖြစ်ပါတယ်မမျှဝေခင်မှာ disclaimer အနေနဲ့ယခု share လေးလုပ်မဲ့အကြောင်းအရာအားလုံးက manual လို့ဆိုလိုတာမဟုတ်ဘဲနဲ့ကျွန်တော်တွေ့ကြုံဖြတ်သန်းသမျှအကောင့်တွေရတွေကို level အကြောင်းမရှိများလည်းပဲထောက်ကူဖြစ်အောင်မျှဝေခြင်းဖြစ်ပါတယ်အားလုံးသိကြတဲ့အတိုင်း trading မှာပိုင်း၃ပိုင်းရှိပါတယ်နံပါတ်၁ကတော့ strategy ပိုင်းဖြစ်ပါတယ်နံပါတ်2ကတော့ risk management ပိုင်းဖြစ်ပါတယ်နံပါတ်3ကတော့ trading psychology ပိုင်းဖြစ်ပါတယ်ကျွန်တော်ကတော့နံပါတ်3 trading psychology ခေါင်းစဉ်အားနေပြီးတော့ characteristic chart style နေပြီးတော့ emotional control ပုံသရောက်မှုဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးသွားမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ HCU USD characteristic chart ခုဖြစ်ပါတယ်ဒီ6ကိုကြည့်လိုက်လို့ရှိရင်ဒါအစိမ်းရောင်ဘုတ်ခဲ့တဲ့ဘက်ခဲ့တဲ့တွေကအစိမ်းရောင်နီရောင်တွေနဲ့ကြည့်ရတာလှပနေပြီမဲ့လို့ထင်ရပေမဲ့တကယ်လက်တွေ့မှာဒီအစိမ်းရောင်နီရောင်တွေကစိတ်ကိုလှုပ်ရှားစေပါတယ်စိတ်ကိုမငြိမ်မသက်ဖြစ်စေပါတယ်နောက်တစ်ခုကဒီတလုံးလုံးဖြစ်နေတဲ့ဈေး market အတက်အကျမှာတလုံးလုံးဖြစ်နေတဲ့ဒီ baseline R slide တွေဟာကျွန်တော်တို့ရဲ့စိတ်ကိုမငြိမ်မသက်ဖြစ်စေပါတယ်အဲ့ဒီစိတ်မငြိမ်မသက်ဖြစ်စေရနေပြီးတော့strategy နဲ့ကြိုက်တည်ဖြစ်စေမကြိုက်တည်ဖြစ်စေဒါမွေသေးပဲနဲ့ဝေတာတို့ဝေသေးတဲ့နေရာမှာမွေပဲဖြစ်တာတို့ဆုံးဖြတ်ချက်အမှားကိုဖြစ်စေပါတယ်ဒါကြောင့်ဒီ characteristic chart style ကိုကျွန်တော်တို့ကစိတ်လှုပ်ရှားမှုအနည်းဆုံးဖြစ်အောင်ဒါ emotion မပါဘဲနဲ့ trade တစ်ခုကိုဝင်နိုင်အောင်ပြောင်းလဲမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ကတော့ဒီ candle ရဲ့အရာကိုပြောင်းလဲမှာဖြစ်ပါတယ်အဲ့လိုပြောင်းလဲဖို့အတွက်က right click property color နဲ့တစ်ဆက်ကျွန်တော်တို့ black and white အရာကိုပြောင်းလဲသွားမှာဖြစ်ပါတယ်နောက်တစ်ချက်ကဒီမှာတလုံးလုံးပြနေတဲ့ baseline R slide တွေကိုဖြောက်ထားမှာဖြစ်ပါတယ်ဒီလိုဖြောက်ဖို့အတွက်က right click property baseline R slide နေရာမှာအမှတ်ချက်ဖြုတ်ပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒါဒီဘက်ကကျွန်တော်အသုံးပြုတဲ့ characteristic chart style ဖြစ်ပါတယ်ဒီပုံစံကြည့်လိုက်လို့ရှိရင်ဒီတလုံးလုံးဖြစ်နေတဲ့ baseline R slide တွေလည်းမပေါ့ဘူး characteristic အရာကလည်းပဲblack and white ဖြူမဲပြတဲ့ကျွန်တော်တို့ရဲ့စိတ်ကိုလှုပ်ရှားတာတို့မငြိမ်မသက်ဖြစ်စေတာတို့မဖြစ်စေပါဘူးကျွန်တော်တို့ကတော့ဒီ characteristic chart ပုံစံဟာအသုံးပြုရအရင်စစ်ပြပါတယ်အခု share လုပ်တဲ့အကြောင်းအရာတော့ basic ဖြစ်ပေမဲ့လို့မသိသေးတဲ့သူတွေအတွက် beginner တွေအတွက်အဆင်ပြေမယ်လို့ယုံကြည်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်